ဒီဇလန်ကချစ်ချင်းမြတ်တာဆိုတာတခါတရံကိုယ်ပိုင်ပျော်ရွှင်မှုကိုစွန့်လွတ်ပြီးအခြားသူရဲ့အနာဂတ်ကိုကာကွယ်ပေးရတဲ့အရာတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုနာကျင်စွာပြသပေးတဲ့ဝမ်းနည်းဖွယ်အချစ်ဇလန်တစ်ပုဒ်ဖြစ်ပါတယ်မိန်းကလေးနဲ့ယောက်ျားကအတူတကွချစ်လာခဲ့တာ6နှစ်ကြာခဲ့ပြီးအခက်အခဲများစွာကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်မိန်းကလေးကအမှုပညာလောကထဲဝင်ရောက်ဖို့အိမ်မက်ကြီးကြီးမားမားရှိပြီးမအောင်မြင်သေးတဲ့အချိန်မှာတောင်ယောက်ျားကအမြဲပေးမှာရပ်တည်ပေးခဲ့သူပါသူတို့နှစ်ယောက်ကအိမ်ငားငယ်လေးတစ်ခန်းမှာနေထိုင်ရင်းအနာဂတ်ကိုအတူတူအိမ်မက်မက်နေခဲ့ကြပါတယ်တနေ့မှာတော့မိန်းကလေးကစူးစမ်းအထုတ်ပြီးစုဆောင်းထားတဲ့ဒေါ်လာ30သူညကိုယောက်ျားကိုဝမ်းသာစွာပြသလိုက်ပါတယ်ဒီငွေနဲ့အင်ကြီးတစ်လုံးကိုအတူတူငှားနိုင်ပြီလို့ယုံကြည်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲယောက်ျားကမထင်မှတ်ထားတဲ့မိကွန်းတစ်ခုကိုမေးလိုက်ပါတယ်မင်းကိုဒေါ်လာ1 သန်းပေးရင်ငါ့ကိုထားခဲ့နိုင်မလားလို့ပါမိန်းကလေးကမိကွန်းရဲ့နောက်ွယ်အဓိပ္ပာယ်ကိုမသိပဲတစ်ချက်မှမစင်စားပဲငွေဘလောက်ပဲပေးငါတို့ရဲ့6နှစ်ကြာအချစ်ကိုမလဲနိုင်ဘူးလို့ဖြေလိုက်ပါတယ်မိန်းကလေးအတွက်ဒီအဖြေကသူတို့အချစ်ရဲ့အတီအမြဲဆုံးတက်တည်ဖြစ်ပေမဲ့ယောက်ျားအတွက်တော့နောက်ဆုံးဆုံးဖြတ်ချက်ကိုခိုင်မာစေတဲ့စကားဖြစ်သွားပါတယ်သူကရေမောပြီးဒါကြောင့်ပဲငါကဒေါ်လာ2 သန်းကိုယူလိုက်တာလို့ပြောကမိန်းကလေးကိုရုတ်တရက်တွန်းထုတ်လိုက်ပါတယ်မိန်းကလေးကအားလုံးကိုဟာတာထင်ခဲ့ပေမဲ့ယောက်ျားရဲ့မျက်နှာပေါ်ကအေးစက်မှုကိုမြင်လိုက်တဲ့အချိန်မှာအရာအားလုံးတကယ်ဖြစ်မှန်ဆိုတာသိသွားပါတယ်။ယောက်ျားကသူမရဲ့အမှုပညာအိမ်မက်တွေကိုလှောင်ပြောင်ပြီး6နှလုံးစောင့်ခဲ့တာမင်းပါမှမအောင်မြင်သေးဘူးလို့ပြောပါတယ်။မိန်းကလေးငိုယိုပြီးမထားသွားဖို့တောင်းပန်ပေမဲ့ယောက်ျားကပိုပြီးအေးဆက်လာပါတယ်။မင်းရဲ့အလားကြောင့်မိန်းကလေးကချိုးသွားတဲ့ဓာတ်ပုံပေါင်းကိုဖတ်ထားပြီးထိမနိုင်သိမ့်မရငိုကြွေးနေခဲ့ပါတယ်။ဒါပေမဲ့သူမမသိခဲ့တာကယောက်ျားရဲ့မျက်လုံးတွေဟာနောက်ပတ်လှည့်သွားတဲ့အချိန်မှာညီရဲနေပြီးသားဖြစ်ပါတယ်။အကြောင်းရင်းကတော့သူဟာမကြခင်ကမှနောက်ဆုံးအဆင့်ယောဂကြီးတစ်ခုကိုခံစားနေရကြောင်းသိထားပြီးသားဖြစ်လို့ပါ။သူ့ဘဝမှာအချိန်များကြီးမကျန်တော့တာကိုသူသိပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့မန်နေဂျာကယောက်ျားကိုရှာတွေ့ပြီးသူမမကြခင်နာမည်ကြီးလာတော့မယ့်အချိန်ဖြစ်ကြောင်းပြောပြကဒေါ်လာ2 သန်းပေးပြီးသူမနဲ့ခွာခိုင်းခဲ့တာပါသူမရဲ့အနာဂတ်ကိုမထိခိုက်စေချင်တဲ့အတွက်ယောက်ျားကကိုကိုမကောင်းတဲ့လူအချစ်ကိုငွေနဲ့ရောင်းတဲ့လူတစ်ယောက်အဖြစ်ရွေးချယ်ခဲ့ပါတယ်သူကနောက်ဆုံးဗီဒီယိုတစ်ခုရိုက်ကူးပြီးကိုယ့်ရဲ့နူးညံ့မှုချစ်ချင်းမြတ်တာအားလုံးကိုဖုံးကွယ်ကကိုယ့်လက်နဲ့ပဲအချစ်ကိုဖျက်တောက်ခဲ့ပါတယ်တနေ့မှာဆေးရုံပြန်စစ်ဆေးဖို့သွားရင်မိန်းကလေးနဲ့မတော်တဆတွေ့ဆုံခဲ့ပေမဲ့သူမကိုမြင်ချင်းထွက်ပြေးသွားပါတယ်သူမကလက်ကိုဖမ်းလိုက်တဲ့အချိန်မှာဆေးကုသမှုကြောင့်ပင်ပန်းရွက်နေတဲ့လက်ကိုမြင်သွားမိလို့ယောက်ျားကပိုပြီးထိတ်လန့်ပြီးတွန်းထုတ်ကနောက်ပြန်မကြည့်ပဲထွက်ပြေးသွားပါတယ်နှစ်များကြာပြီးနောက်မိန်းကလေးကအောင်မြင်ကြော်ကြားလာပေမဲ့သူမရဲ့စိတ်ထဲမှာယောက်ျားတစ်ယောက်တည်းကိုသာမမေ့နိုင်ပဲနေခဲ့ပါတယ်နောက်ဆုံးမှာတော့ TV show တစ်ခုမှာယောက်ျားရဲ့စေကူတောက်မှုနေ့စဉ်ဗီဒီယိုကိုကြည့်ရတဲ့အခါအမှန်တရားအားလုံးကိုသိသွားပြီးသူမရဲ့နှလုံးသားကလုံးဝကျိုးပဲသွားပါတယ်အဲ့ဒီအချိန်မှာယောက်ျားကဒီလောကကိုတိတ်တိတ်လေးထွက်ခွာသွားပြီးသားဖြစ်ခဲ့ပါတယ်ဒီဇလန်ကချစ်ချင်းမြတ်တာရဲ့အမြင့်ဆုံးအဆင့်ဟာပိုင်ဆိုင်ခြင်းမဟုတ်ပဲစွန့်လွတ်နိုင်ခြင်းဖြစ်တယ်ဆိုတာကိုနာကျင်စွာသင်ကြားပေးနေပါတယ်